ငါစုံကစစ်ဆောင်ကလေးတွေပညာသင်မှုစာရေးကရိယာတွေလိုအပ်နေမန္တလေးတိုင်းငါစုံမြို့နယ်မှာစစ်ပေးဆောင်ကလေးငယ်90ကျော်ဟာပညာသင်ကြားဖို့အတွက်စာရေးကရိယာတွေလိုအပ်နေကြောင်းစစ်ဆောင်ကူညီပေးနေသူတွေကပြောပါတယ်။ငါစုံမြို့နယ်တနေရာမှာယာယီဖွင့်လှစ်ထားတဲ့စာသင်ခန်းမှာစစ်ဆောင်ကလေးငယ်90ကျော်အတွက်စာအုပ်ခဲတံနဲ့အခြားစာရေးကရိယာတွေလိုအပ်နေတယ်လို့စစ်ဆောင်ကူညီပေးနေသူတို့ကပြောပါတယ်။စာအုပ်ဖို့ခဲတံပိုးတွေလိုအပ်နေတာအခုလက်ရှိစာသင်ပေးနေတာလဲဆရာမကလက်ရှိပတ်စံမြူဝဲနဲ့အခမဲ့တင်နေပါတယ်လို့စစ်ဆောင်ကူညီသူကပြောပါတယ်။အဆိုပါကလေးတွေဟာငါစုံမျိုးနယ်ငားမြကြီးကျေးရွာရက်ကွက်12ရက်ကွက်ကမူလာရန်ရွယ်ကလေးငယ်တွေဖြစ်ကြောင်းမနေ့ကတည်းကစတင်တင် जा ပေးခဲ့တာဖြစ်ပြီးဂျားရဲ့ယာယီရန်နာခဲ့ပေမဲ့အခုကပြန်လည်တင် जा ပေးနေပြီဖြစ်ကြောင်းစစ်ဆောင်ကူညီသူတွေစီကသိရပါတယ်။ငမြကြီးရွာကစစ်ဆောင်ပြည်သူတွေကစစ်ဆောင်နေရတာတစ်နှစ်ခွဲကျော်လာပြီဖြစ်ပြီးစစ်ဆောင်ဥယျာဉ်1000ကျော်ရှိနေကအကူအညီတွေလိုအပ်နေတယ်လို့စစ်ဆောင်ကူညီပေးနေသူတွေကပြောပါတယ်။